အောင်ပြီးအောင်မှမြို့တက်လာဥပဒေအကျွန်တော်မဲသမီးနဲ့တော်တော့တွေ့ချင်းဒီတော့ဘလို့ကောင်းလဲကွာဖတ်ပြီးလုံးဝရကျွန်တော်မသားရေးချင်ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့ AND ပဲဖြစ်ပါတယ်ဘယ်မှာရေးချောင်းကနာဖို့ပြောမယ်စိုးလို့လားခွင့်လို့မလားအဲ့လိုလုံးမရဘူးအဲ့လိုလုံးမရဘူးလေကဲပါမမရဲ့သူနဲ့တာပဲဘာပြောညာလာတီးပြတယ်ညဟာတော့ပါ ਈ ကွာဟဲ့အဲ့ရဲ့နင်ကဘယ်လိုဘာဝယ်ခိုင်းလို့လဲသမီးခံသားကြတဲ့တိုင်းဆိုင်သွားလို့သမီးခံသားချင်းတော့တိုက်ဆိုင်ကိုလည်းပြင်တယ်လာပြီးခတိတန်ပွားချပလိုက်တယ်မင်းတော့ဟမ်ဟုတ်ပါရဲ့သမီးတောင်းပါပါအဲ့မင်းသမီးလည်းသူတို့ဆိုင်ပဲဘာဝင်လို့မှမသိအဲ့မင်းသမီးကိုဘယ်လိုခေါ်လဲကျွန်တော်ခေါ်လာဟုတ်ကဲ့မပါသေးတာမင်းချိုးပြောတာဟုတ်လားမှန်ပါဆရာကျွန်တော်မပြောမိရဘူးဟဲ့မင်းတို့ဒါဟိုမင်းသမီးလက်ဆောင်ပေးရမလားဒါရပါဆရာအဲ့ဒီမဖြစ်ဆရာပါဟဲ့မန်နေဂျာဘယ်မှာလဲဒီနေ့ရိုင်းမယ်မင်းသားမင်းသမီးဒီနေ့ကဟိုမင်းမရှောလို့စီစုပြမလာတော့ဆရာအဲ့ရောအဲ့ဆိုဒီနေ့ငါတို့ကဘယ်လိုရရမှာလဲဒီနေ့လေးလေးဆရာကျွန်တော်မင်းသားပြည့်တင်လို့လာတက်လာလေးဆရာရဲ့မင်းအနုပညာရဲ့ပတ်သက်ပြီးဘာသိကြုံရှိလဲကျွန်တော်ရပါနောက်ကျောင်းတက်ချင်းလို့ပြဆရာလူပညာနဲ့ပတ်သက်ပြီးဘာကြည့်လဲဆိုကျောင်းမှာနွားကျောင်းတရှင်းဆိုဘူးလေဟိုမင်းသားရေရမတူတော့ဆိုလည်းထည့်ပြောလိုက်အောင်လေဆရာတမက်လူပညာရေးတို့ဆရာကြည့်ရောကလက်ခလေးနေရောဘောတယ်လေကောဒါရပါ ਈ လေကျမဒါကြလာလို့လက်ခဲ့ဆောင်လိုက်တာဆရာမန်နေဂျာမင်းဒီမင်းတော့ဘယ်ရှာလာတော့ဘသူလုတ်ပေးလိုက်တာလေဒီကောင်မျိုးဘသူလုတ်ပေးလိုက်တာလေငါတိကျင်လိုက်တာနော်တူးဆောင်နေမစိုးဘူးကြာမတော်တော်လေတော့တုပ်ဆောင်ကြည့်နေဆိုတော့ခေါ်ပြဟုတ်တယ်ဆရာသူကအယောင်ဝါနာကြီးอ่ะဟုတ်တယ်ဆရာသူကအယောင်ဝါနာကြီးလို့သူကလေအိမ်နေချင်နေအောင်ပြီးအောင်မှမြို့တက်လာဥပဒေအကျွန်တော်မဲသမီးနဲ့တော်တော့တွေ့ချင်းဒီတော့ဘလို့ကောင်းလဲကွာဖတ်ပြီးလုံးဝရကျွန်တော်မသားရေးချင်အေးဒွိုင်းမိုင်ခင်းကုန်ပြီဒွိုင်းမိုင်ခင်းကုန်ပြီလောက်ကြအောင်တော့လေလမ်းပြောင်းကြည့်လမ်းပြီးအောင်ဟာအဘွားခေါ်လို့ငိုနေဟိကျွန်တော်တင်တာလည်းလေးကျွန်တော်ဝါလို့ကြည့်ပါလားဘာခေါ်လို့ငိုဒီနေ့အကယ်ဒမီစုကိုဒီကောင်တွေကိုပေးရမှာကြီးတော့ကြပါလေကွာငါမှနှလုံးရောပါရှိတယ်ကွာမင်းတို့ကတော့ငါကိုနေတာဟုတ်ကွာပြဒါရှူသေးကွာမတိုင်မဟုတ်သူပြစင်ကောင်းလို့ပါဆရာသူဒီနေ့တော့မင်းသားတင်ရရပါဆရာလေကဲအဲ့ဆိုလေမနေ့ကမင်းသမီးတုံးတုံးပဲခေါ်လိုက်ကွာဆရာဟုတ်လားပါမမင်းကပြက်တာဖြစ်တာလေသူလူပညာတကယ်ရှင်းလားဟုတ်ကွာမင်းနာဖုန်းဆက်လိုက်သမီးရောက်ပါရှင့်မင်းလေဒါမနေ့ကမင်းသမီးတုံးတုံးကိုဒီမိုးပဲကောင်းပါလိမ့်မလားဘာလို့မင်းသမီးကမလာပဲ तू ကလာတာမအေးတဲ့နေလို့သမီးကိုလွတ်လိုက်တာဆရာအေးကလေးလေးတွေကြီးထည့်ထားတာဗျာရိုက်ထားတာကျန်သမီးဒီဘောစားနဲ့မင်းသမီးလောက်လို့ရလားရပါရဲ့စုမီးရဟမ်ဟဲ့ရဟိုတော့တာရအချောင်းလာမသိအေးဟုတ်တော့ချောင်းကြီးကွာလကားနဲ့မိတ်ကပဲလူနေရပဲအေးတားတင်ပြီလားပြေပါလေကွာဟဲ့မင်းသမီးမရှိပါဘူးလို့သူနဲ့ပဲရဲတယ်5 4 3 2 1အရှင်မင်းသားဖြစ်သေးဘူးမင်းသမီးကိုအတင်းဖောက်ဖို့ရှိတာအဲ့လိုပါဟာကဲမင်းမလာဘူးမရိုက်တော့ပြရတယ်မင်းတင်းဖက်လို့မင်းသမီးပြန်သွားပြီကွာအေးမင်းသမီးကိုဖက်လို့မင်းသမီးစိတ်ဆူပြီးပြန်သွားပြီဟေ့လောက်ကြအောင်အဲ့လိုပဲကျလို့လဲကြနေပေါင်းလာပြောကြအဲ့ဒီလိုဖက်ချင်လို့လေးချန်နေပေါင်းလာတာတဲ့အတိုင်းကြောင်းနဲ့မင်းသမီးကြိုက်ပြီကဲရမင်းကြားရတိုင်းပဲအဲ့တော့မင်းသမီးအတင်းတက်ထပ်ခေါ်ဟယ်လိုမင်းသမီးရေးကြလားရွှေဘွဲတာစောင်းနေတော့မင်းလာခဲ့ပြီပါအေးဟာလာပြပြီနောက်ကြမင်းသမီးကကြောလိုက်တာတရားရဲ့ဘာနမိုင်းကြနေရပဲဟာဒီကဘလောက်နဲ့ဆရာသူကဘာလို့လဲလူကနမိုင်းလေးပါလေ
ချိုးလိုက်တာဆရာရဲ့ရွာနမကြီးရနာ ဘာလဲတော့ပြီ ဝမ်းတူလိုက်တယ်တတ်တော်ဆောင်မောင်လေးမောင်တိုက်တိုက် အဲ့လေဗလာကြီးအကိုနဲ့ငိုနေသေးရဲ့ပြောရတက်တော်ဆောင် ကျွန်တော်ဝမ်းနဲ့လို့ပါ ကဲဆက်ခွဲလာခဲ့လုံးကြီးပြမယ် ငါလည်းထိုင်ကြည့်နေဝင်တက်တယ်ဒီကောင်နေလှုပ်ထားတာဘသူလှုပ်ပေးလိုက်တာလေအသိကျင်လိုက်တာ အင်းမအေးတော့မှအေးဝယ်ပေးမယ်မလို့ပါဘူးကျွန်တော်ရေတမကူတော့ဝယ်ခဲ့ပြီပါ တက်တော်ဆောင်ကနုနေတာတက်တော်ဆောင်ကလှုပ်ကြအောင်ကြိုးပိုးကြီးနဲ့လူနဲ့မလိုက် မင်းသမီးလေးဘာလို့ဆက်စိတ်မီဒီယာပါမင်းသမီးအခုရောက်နေတဲ့ကဘာကလဲ အာရိုက်တော့မရဲ့ဒီ view ငယ်ဆိုကြီးခင်ဗျားတို့က နာမည်ရောမတူခုနကဖုန်းဆက်ခေါ်လို့ရပါ အေးကဲချင်း အခု2024မှာရောမင်းသမီးလေးဘာလုပ်တွေလက်ခံထားတာရှိလဲ ထိုင်းမှာကြောင်ရတခုရိုက်ဖို့ရှိတယ်ဒီ အာခိုင်းမှာတုံညာရဲမှာလေငါတို့ရှိမှလည်းရဲမှာလား မှာရောက်ချင်ကားရေးဆဲကားရိုက်ဖို့ရှိတယ်အနီမီရချောင်းကဇာတ်လမ်းလေးကတောင်းခုလောက်ခံနိုင် မင်းသမီးလေးကြောင်အောင်မြင်တာပဲနော်ချစ်တဲ့ပြိတ္တကြီးကိုရောဘာများပြောချင်သေးလဲ အမေသားကနေ့လက်သေးစားကြပါလို့ ဘာပြောချင်တာလဲဆိုနောက်ကလာပြီးထမင်းသားကန်ဒီလက်စည်းစားကြပါတဲ့ ဘလူဟာသမီးသားကနေ့လက်မသေးကြလို့လေဒီတော့မှပြိတ္တကြီးရောထားရပြောစင်ပါလေဒီနေ့လည်းအရင်ပြပြနောက်ကကြားလိုက်တယ်လို့ ဒီနေ့မီအင်တာဗျူးနဲ့နောက်ကကြားလိုက်တယ်လို့ပဲ ဒီနေ့ရတကားပါရဲ့တတချာချာရတာ ကဲကဲမင်းသားမင်းသမီးရောရမဖြစ်ကြပါနဲ့နော်အခုလိုဆက်စိတ်မီဒီယာကိုဖိတာပြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်တော်တော့မယ်နော်မင်းသမီးလေး ဘာကြောင့်လဲညလုံးကြောင်အဲ့ဒါကြီးလေကိုယ့်အဆက်ကိုတိမှာပေါ့ အော်ပြီးတော့အေးငါတို့လည်းထိုင်ကြည့်နေဝင်တက်တယ်ကဲခုံးနေကြည့်တော့ပေးတဲ့ကျွန်တော်ရဲ့မိသားစုတွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ကြမ်းမှညီကိုချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကဲအားလုံးပဲဘိုင်ဘိုင်